1998ခုနှစ်ကတည်းကစတင်ပြီးတော့ဂျပန်အေဂရိနဲ့ဝန်ကြီးချုပ်တွေတွားရောက်ကာရဝပြုပူဇော်ခြင်းတွေလုပ်လို့မရတော့တဲ့ဂျပန်တို့ရဲ့ရိုးရာယဉ်ကျေးမှုနှစ်ဖျားကြောင့်ဂျပန်နိုင်ငံရဲ့ခေတ်သစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာတမိုင်းကြောင်းနဲ့ဒါရဲ့ပတ်သက်ဆက်နွယ်နေတဲ့ဂျပန်တို့ရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်နှစ်ဖျားကြောင့်ဂျပန်နိုင်ငံအတွက်စစ်ပွဲတွေမှာတာဝန်ထမ်းဆောင်ရင်းနဲ့တည်ဆုံသွားခဲ့တဲ့ဂျပန်စစ်သားတွေရဲ့ဝိညာဉ်ကိုခါမီနတ်ဖြစ်သတ်မှတ်ပြီးတော့နေရာပေးကူဇော်ထားတဲ့ဂျပန်တို့ရဲ့ရိုးရာယဉ်ကျေးမှုနှစ်ဖျားကြောင့်နှစ်ပေါင်း100ကျော်ရိုးရာယဉ်ကျေးမှုတရေထုံနှန်းစင်လာအတိုင်းတည်ရှိနေခဲ့ပြီးမှနိုင်ငံရေးခံယူချက်အမြင်မတူမှုတွေကြောင့်ယနေ့အချိန်မှာတော့ခြားဂျပန်ရိုးရာယဉ်ကျေးမှုနှစ်ဖျားเจ้าတွေနဲ့မတူဘဲနဲ့ခွဲခြားသတ်မှတ်ခြင်းခံထားတဲ့နှစ်ဖျားเจ้าယနေ့အချိန်လေးဆိုရင်အဲ့ဒီနှစ်ဖျားเจ้าနှစ်ပေါင်း150ကျော်တက်တန်းရှိနေပါပြီဟုတ်ပါတယ်ရာဇုခုနိဂျင်ဂျာပါရာဇုခုနိဂျင်ဂျာဆိုရင်1869ခုနှစ်မဲဂျီအေဂရီဒုတိယနှစ်ဇွန်လမှာတိုကျိုကကူရန်မြို့မှာစတင်ပြီးတော့တိစောက်ပူဇော်ခဲ့တာပါဂျပန်နိုင်ငံနဲ့လူမျိုးတွေအတွက်မိမိတို့ရဲ့အဖိုးတန်တဲ့အသက်တွေကိုပေးလူခဲ့တဲ့သူတိုင်းကိုကျေးဇူးတင်တဲ့အနေနဲ့သူတို့ရဲ့ဝိညာဉ်တွေကိုပူဇော်ခြင်းပြုလုပ်ဖို့ရအတွက်အထိမ်းအမှတ်အဖြစ်နဲ့ဆောက်လုပ်ခဲ့ကြခြင်းလည်းဖြစ်ပါတယ်ဂျပန်လူမျိုးတွေရဲ့ကိုယ်ဝဲယုံကြည်မှုတလေးထုံနှန်းစင်လာအရာလူတွေကသေပြီးသွားရင်ဘဝတစ်ခုကိုမပြောင်းဘဲနဲ့သူတို့ရဲ့ဝိညာဉ်ကခါမီဆိုတဲ့နတ်ဖြစ်သွားတယ်လို့ယုံကြည်ကြတာပါအဲဒါကြောင့်သူတို့ရဲ့ကိုယ်ဝဲယုံကြည်မှုတလေးထုံနှန်းစင်လာအတိုင်းပဲဂျပန်နိုင်ငံနဲ့လူမျိုးတွေအတွက်သေဆုံးခဲ့တဲ့သူတွေရဲ့ဝိညာဉ်ကိုကျေးဇူးတင်တဲ့အနေနဲ့ပူဇော်ခြင်းပြုလုပ်ဖို့ရအတွက်တိစောက်ထားခဲ့ခြင်းဖြစ်ပါတယ်ရာဇုခုနိဂျင်ဂျာနဖျားเจ้าရဲ့တည်ရှိမှုကဂျပန်နိုင်ငံရဲ့ခေတ်သစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာတမိုင်းကြောင်းများနဲ့ဓာတ်ရိုက်ပတ်သက်ဆက်နွယ်မှုရှိပါတယ်ရာဇုခုနိဂျင်ဂျာနဖျားเจ้าရဲ့နောက်ခံတမိုင်းကြောင်းကိုပြောပြပေးရမယ်ဆိုရင်ဤလိုခေတ်နောက်ပိုင်း1853နဲ့1868ခုနှစ်ကြားကာလတွေမှာအမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေရဲ့တန်တမန်ရေးနဲ့စစ်ရေးရာဖိအားပေးမှုတွေကြောင့်အေဂျင့်စွာနဲ့တည်ရှိနေတဲ့ဂျပန်နိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာပြည်တွင်းစစ်တွေဖြစ်ပွားခဲ့ရပါတယ်နှစ်ပေါင်း260ကျော်အုပ်ချုပ်နေတဲ့တိုရှူဂါဝါရှိုးကန်တွေရဲ့တတိတခြားရပ်တည်ပြီးတော့တကားပိတ်စီးပွားရေးစနစ်ကျင့်သုံးခြင်းနဲ့အဖွဲ့နဲ့ခင်မီပြီးစီးလုံးညီညွတ်တဲ့ဂျပန်နိုင်ငံတော်အဖြစ်အသွင်ပြောင်းခြင်းနဲ့တကားဖွင့်စီးပွားရေးစနစ်ကျင့်သုံးခြင်းနဲ့အဖွဲ့ဆိုပြီးတော့နှစ်ဖွဲ့ကွဲသွားပြီးတော့ဂျပန်ပြည်ရဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားခဲ့တာပါဂျပန်နိုင်ငံရဲ့ခေတ်သစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာပြည်တွင်းစစ်ပွဲတွေမှာခေတ်သစ်ပြုပြင်ပြောင်းလဲသမားတွေကအနိုင်ရလိုက်တဲ့အတွက်ဂျပန်ပြည်ရဲ့အလုံးစုံသောအာဏာကိုမဲဂျီအေဂရစ်ထံကိုပေးအပ်ပြီးတော့ခင်မီပြီးစီးလုံးညီညွတ်တဲ့ဂျပန်နိုင်ငံတော်ကိုမဲဂျီအေဂရစ်နဲ့တူပြုပြင်ပြောင်းလဲသမားတွေကတိစောက်ခဲ့ကြပါတယ်မဲဂျီအေဂရစ်ကလည်းဂျပန်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးပြည်တွင်းစစ်ပွဲမှာတည်ဆုံသွားခဲ့တဲ့ပြုပြင်ပြောင်းလဲရေးစစ်သားများနဲ့ထောက်ပံ့ရေးအဖွဲ့သားတွေကိုကျေးဇူးတင်တဲ့အနေနဲ့ဂုဏ်ပြုပူဇော်ပေးဖို့အတွက်ရည်ရွယ်ပြီးတော့ရာဇုခုနိဂျင်ဂျာနဖျားเจ้าကိုတိစောက်ခဲ့တာပါပထမစတိစောက်ခြင်း1869ခုနှစ်ကစလို့အစောပိုင်းကာလတွေမှာရာဇုခုနိဂျင်ဂျာလို့မခေါ်သေးပါဘူးရှိုကွန်ရှာဆိုပြီးတော့စတင်ခေါ်ဆိုခဲ့ကြတာပါ1889ခုနှစ်ရောက်မှမဲဂျီအေဂရစ်ကရာဇုခုနိဂျင်ဂျာလို့ပြောင်းပြီးတော့စတင်ခေါ်ဆိုခဲ့တာပါရာဇုခုနီတို့နာမည်ပြောင်းပြီးမခေါ်ခင်1884ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာမဲဂျီအေဂရစ်ကရှိုကွန်ရှာကိုလာရောက်ခါရဝပြုရင်းနဲ့အထိမ်းအမှတ်တရအနေနဲ့ကြပြတစ်ပုဒ်ရေးဆက်ခဲ့ပါတယ်။အဲ့ကြပြကတော့နိုင်ငံအတွက်တိုက်ပွဲဝင်ပြီးအသက်ဆုံးသွားတဲ့မင်းတို့အားလုံးရဲ့နာမည်ကိုမူဆာရှိနိုမှာရှိတဲ့ဒီနက်ကုန်းမှာထာဝရရှိနေဖို့ငါအာမခံတယ်ဆိုပြီးတော့စာတမ်းပါတဲ့ကြပြပဲဖြစ်ပါတယ်။ကြပြမှာဖော်ပြခဲ့တဲ့အတိုင်းပဲရာဇုခုနိဂျင်ဂျာကဂျပန်နိုင်ငံအတွက်သူတို့ရဲ့အဖိုးတန်အသက်ကိုပေးဆက်ခဲ့တဲ့သူတွေကိုကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ပူဇော်ဖို့ရတိစောက်ခဲ့တာပါမဲဂျီအေဂရစ်ကစတင်ပြောင်းလဲခေါ်ဆိုခဲ့တဲ့ရာဇုခုနိရဲ့အဓိပ္ပာယ်ကနိုင်ငံတော်အတွက်ငြိမ်းချမ်းရေးကိုထိန်းသိမ်းဆောက်ရှောက်ခြင်းအမိမြေကိုငြိမ်းချမ်းရေးယူဆောင်လာခြင်းနဲ့ငြိမ်းချမ်းသောနိုင်ငံတော်တရက်တိစောက်ခြင်းဆိုတဲ့အဓိပ္ပာယ်တွေပဲဖြစ်ပါတယ်ရာဇုခုနိနဖျားเจ้าမှာ1853ခုနှစ်မဲဂျီအေဂရစ်ခေပြောင်းတော်လှန်ရေးဂျပန်ပြည်တွင်းစစ်ပွဲတွေကနေစတင်ပြီးတော့ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အချိန်1951ခုနှစ်အထိဂျပန်နိုင်ငံတော်နဲ့အေဂရစ်အတွက်တိုက်ပွဲဝင်တဲ့အသက်သေဆုံးခဲ့တဲ့သူအလုံးကိုမှတ်တမ်းတင်ဂုဏ်ပြုပူဇော်ထားပါတယ်ဘိုရှင်စစ်ပွဲစီနန်စစ်ပွဲတရုတ်ဂျပန်စစ်ပွဲရုရှားဂျပန်စစ်ပွဲပထမကမ္ဘာစစ်မန်ချူရီးယားရေတော်ပုံတရုတ်စုပူမှုအရှေ့အာရှဒုတိယကမ္ဘာစစ်အစရှိတဲ့စစ်ပွဲတွေမှာဂျပန်တို့ဘက်ကနေတိုက်ခိုက်ရင်းနဲ့သေဆုံးသွားတဲ့သူအကုန်လုံးရဲ့နာမည်မွေးရစာတိမွေးနေ့သက်ကလေးသေဆုံးသည့်နေရာစတာတွေကိုမှတ်တမ်းတင်သိမ်းဆည်းပြီးတော့ဂုဏ်ပြုပူဇော်ပေးထားကြတာပါ1951ခုနှစ်စက်တင်ဘာလမှာဂျပန်တို့ဘက်ကနိုင်ငံပေါင်း49နိုင်ငံနဲ့ဆန်ဖရန်စစ္စကိုငြိမ်းချမ်းရေးသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးပြီးတဲ့အချိန်ကစပြီးတော့ရာဇုခုနိနဖျားเจ้าမှာဂျပန်နိုင်ငံအတွက်သေဆုံးသွားခဲ့တဲ့သူတွေကိုထပ်မံစည်ရင်သွင်းဂုဏ်ပြုပူဇော်ခြင်းတွေမလုပ်တော့ပါဘူးပြောမယ်ဆိုရင်1853ခုနှစ်ကနေစတင်ပြီးတော့1951ခုနှစ်အတွင်းစစ်ပွဲတွေမှာဂျပန်အေဂရစ်နဲ့နိုင်ငံတော်အတွက်သေဆုံးခဲ့တဲ့သူတွေရဲ့နာမည်မွေးရစာတိစတာတွေကိုမှတ်တမ်းတင်ဂုဏ်ပြုပူဇော်ထားကြတာပါအဲ့ဒီမှတ်တမ်းတင်ဂုဏ်ပြုပူဇော်ထားတဲ့အထက်မှာဂျပန်စစ်သားတွေအပြင်စစ်မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့အမျိုးသမီးတွေသူနာပြုအကူကျောင်းသူလေးတွေစစ်တပ်နဲ့တပ်ဆိုင်တဲ့ကိစ္စအရရက်ကိုပါဝင်ကူညီလုပ်ကိုင်ပေးနေသေဆုံးခဲ့ရတဲ့အရက်သားတွေဝန်ထမ်းတွေလူမှုကူညီရေးအဖွဲ့တွေဂျပန်စစ်တပ်ဘက်ကနေပါဝင်တိုက်ခိုက်ပေးတဲ့ထိုင်ဝမ်ကိုရီးယားစတဲ့လူမျိုးတွေအလုံသမားဖြစ်အဖမ်းခံရပြီးစစ်စခန်းတွေမှာတေဆုံးခဲ့တဲ့ဂျပန်လူမျိုးတွေစစ်တုံးပန်းတွေဒုတိယကမ္ဘာစစ်မှာစစ်ရာဇဝင်းကောင်လို့သတ်မှတ်ခံထားရတဲ့ဂျပန်ရဲ့အရေးကြီးဆုံးစစ်ဗိုလ်ချုပ်တွေအထိအကုန်ပါဝင်ပါတယ်
ယာဒူးအဆင့်တန်းမခွဲခြားပဲအားလုံးရဲ့ဝိညာဉ်တွေကိုဒဏ်နှုထားပြီးတော့နိုင်ငံအတွက်အသက်သေဆုံးခဲ့တာကိုကျေးဇူးတင်တဲ့အနေနဲ့နှစ်စဉ်နှစ်တိုင်းဂျပန်ရိုးရာကိုယ်ဝယ်ယုံကြည်မှုဓလေ့ထုံးတမ်းစင်လာအတိုင်းဂုဏ်ပြုပူဇော်ခြင်းတွေပြုလုပ်ကြပါတယ်။ရာဇုခုနိနတ်ဘုရားကျောင်းမှာအမှတ်တမ်းတင်စည်ရင်သွင်းဂုဏ်ပြုပူဇော်ထားတဲ့လူပုဂ္ဂိုလ်တွေရဲ့နာမည်အားလုံးပေါင်း24သိန်းနဲ့6600ရှိပါတယ်။ဂျပန်တို့ရဲ့ရိုးရာဓလေ့ကိုယ်ဝယ်ယုံကြည်မှုအရရာဇုခုနိနတ်ဘုရားကျောင်းဟာဂျပန်ပြည်သူတွေနဲ့ဂျပန်စစ်သားတွေအတွက်ဘာသာရေးအရများစွာငြိမ်းချမ်းခြင်းကိုဖြစ်ပေါ်စေပါတယ်။ဒုတိယကမ္ဘာစစ်ကာလဂျပန်တို့ဘက်ကစစ်မီးမွေးပြီးတော့ကျူးကျော်စစ်ဆင်နွှဲနေတဲ့အချိန်ဂျပန်တို့ရဲ့စစ်ကြည်တေးတွေထဲမှာဆိုရင်ရာဇုခုနိနတ်ဘုရားကျောင်းဟာဂျပန်စစ်သားတွေရဲ့စိတ်သက်မြင့်တင်ရဲ့အတွက်ဘာသာရေးဆိုင်ရာလှုံ့ဆော်မှုနာမည်တစ်ခုဖြစ်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခံနေဂျပန်တို့စစ်ရှုံးနေတဲ့အချိန်မှာလေဂျပန်တို့ရဲ့အသေးခံလေရင်မှုတွေဖြစ်တဲ့ခါမီခါစီပိုင်းတော်တွေချာမှာရာဇုခုနိနတ်ဘုရားကျောင်းဟာသူတို့အတွက်နားခိုရာပြန်လည်စုံတွေးကြမယ့်နေရာဖြစ်သတ်မှတ်ပြီးတော့ခွန်အားယူတိုက်ပွဲဝင်ခဲ့ကြရတယ်ဆိုတဲ့အချက်လက်တွေလည်းရှိခဲ့ပါတယ်ဒါကြောင့်ရာဇုခုနိနတ်ဘုရားကျောင်းဟာဂျပန်ပြည်ရဲ့တမိုင်းတွင်ပြောင်းလဲဆိုင်ရာအချက်လက်တွေနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်မှုရှိနေတဲ့အပြင်ဂျပန်တို့ရဲ့ကိုယ်ဝယ်ယုံကြည်မှုနဲ့ယဉ်ကျေးမှုဆိုင်ရာဓလေ့ထုံးတဲ့အစဉ်လာတွေရဲ့အဓိကပင်မကြော်ယူအချက်ချတည်ရှိနေတဲ့နတ်ဘုရားကျောင်းလို့ပြောရင်လည်းမမှားပါဘူးဂျပန်တို့ရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစင်လာအတိုင်းတည်ရှိနေတဲ့ရာဇုခုနိနတ်ဘုရားကျောင်းဟာ1988ခုနှစ်မှာတော့နိုင်ငံရေးအမြင်မတူမှုရိုးရာယဉ်ကျေးမှုဓလေ့ကွဲပြားမှုစစ်ရာဇဝတ်မှုကျူးလွန်ခံရခြင်းကျူးလွန်ခြင်းစတဲ့အကြောင်းအရာမျိုးစုံကြောင့်နဲ့အငင်းပွားဖွယ်ရာပြိပခါတွေဖြစ်ခဲ့ရပါတယ်ရိုးရာယဉ်ကျေးမှုဓလေ့နဲ့နိုင်ငံရဲ့အမြင်မတူမှုတွေကြောင့်ဂျပန်ဧကရာနဲ့ဂျပန်ဝန်ကြီးချုပ်တွေရာဇုခုနိနတ်ဘုရားကျောင်းကိုတွားရောက်ဂါရဝပြုနေခြင်းဟာဒုတိယကမ္ဘာစစ်အတွင်းမှာလူအစုလိုက်အပြုံလိုက်ကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့စစ်ရာဇဝတ်မှုလုပ်ခဲ့တဲ့ဂျပန်စစ်ဗိုလ်ချုပ်တွေရဲ့လုပ်ရက်ကိုအားပေးအားမြောက်ပြုနေတုံးပဲစစ်ကိုလူလားနေတုံးပဲဆိုပြီးတော့ထိုင်ဝမ်တရုတ်ကိုရီးယားနဲ့အရှေ့အာရှနိုင်ငံတွေကစန္ဒပြတားဆီးမှုတွေရှိလာခဲ့ပါတယ်1988ခုနှစ်ရာဇုခုနိနတ်ဘုရားကျောင်းနဲ့ပတ်သက်ပြီးနိုင်ငံရဲ့အမြင်မတူမှုသဘောထားကွဲလွဲမှုတွေမဖြစ်ခင်တည်းကဒုတိယကမ္ဘာစစ်ပြီးကာလဂျပန်တို့လက်နက်ချပြီးတဲ့အချိန်1946ခုနှစ်မှာဂျပန်တို့ရဲ့အမျိုးသားရေးဝါဒကိုနှိမ်နင်းဖို့ဆိုပြီးတော့ဖွဲ့စည်းထားတဲ့အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေပါဝင်တဲ့ GHQ General Headquarter အဖွဲ့ကရာဇုခုနိနတ်ဘုရားကျောင်းကိုဂျပန်တို့ရဲ့အမျိုးသားဝါဒနဲ့ဓာတ်ရိုက်ပတ်သက်မှုရှိတယ်ဆိုပြီးတော့ဖြိုချဖျက်ဆီးဖို့အတွက်ကြိုးစားခဲ့ပါသည်ဒါပေမဲ့ကက်သလစ်ဘုန်းတော်ကြီးတွေကပြီးဆုံးသွားတဲ့စစ်ပွဲကိုဂုဏ်ပြုခြင်းဟာနေရာတိုင်းမှာရှိတဲ့နိုင်ငံသားတိုင်းရဲ့အခွင့်အရေးနဲ့တာဝန်ဖြစ်တယ်ဆိုပြီးတော့တားမြစ်ခဲ့တဲ့အတွက်ရာဇုခုနိနတ်ဘုရားကျောင်းဒုတိယကမ္ဘာစစ်ပြီးကာလမှာအမေရိကန်နဲ့မဟာမိတ်တပ်တွေရဲ့ဖျက်ဆီးခြင်းထံကနေပြီးတော့လွတ်မြောက်ခဲ့ရပါတယ်ဒါပေမဲ့လည်းဂျပန်ဧကရာနဲ့ဂျပန်နိုင်ငံတော်ကရန်ပုံငွေထောက်ပံ့ခြင်းတွေကိုတော့ဆက်လက်လုပ်ခွင့်မရတော့ပါဘူး1946ခုနှစ်ကတည်းကစတင်ပြီးတော့ရာဇုခုနိနတ်ဘုရားကျောင်းကဂျပန်နိုင်ငံအခြားနတ်ဘုရားကျောင်းတွေနဲ့မတူဘဲနဲ့တိကျဘာသာရေးအဆောက်အဦအဖြစ်နဲ့ယက်တည်ခဲ့ရတာပါကိုပိုင်ရန်ပုံငွေနဲ့ပဲယက်တည်ခဲ့ရတော့တာပါဂျပန်ဝန်ကြီးချုပ်တချို့ရာဇုခုနိနတ်ဘုရားကျောင်းကိုတွားရောက်ပြီးတော့ခါရပြုပူဇော်ကြတဲ့အခါမှာတရုတ်နဲ့ကိုရီးယားလူမျိုးတွေကလက်ရှိအချိန်ထိစန္ဒပြဆန့်ကျင်ပြီးတော့တားမြစ်နေကြဆဲပဲဖြစ်ပါတယ်ကိုးကွယ်မှုဆိုင်ရာရိုးရာယဉ်ကျေးမှုဓလေ့ကွဲပြားခြားနားခြင်းကြောင့်စစ်ရာဇဝတ်မှုကျူးလွန်ခံထားရတဲ့တရုတ်တို့ကိုရီးယားတို့ဘက်ကကြည့်မယ်ဆိုရင်မိမိတို့ရဲ့မိသားစုဆွေမျိုးတွေကိုရရဆက်ဆက်တတ်ခဲ့တဲ့စစ်ရာဇဝတ်ကောင်တွေကိုပူဇော်နေခြင်းဟာဂျပန်တွေအနေနဲ့စစ်ပွဲကိုနောင်တမရဘဲနဲ့နောင်နာခတ်စစ်ပွဲတွေကိုပြုလုပ်ခြင်းလို့ဂုဏ်ပြုပူဇော်ကြတာဖြစ်တယ်ဆိုပြီးတော့ကန့်ကွက်ခဲ့ကြတာပါဘယ်လိုပဲဖြစ်ဖြစ်ဂျပန်ဧကရာနဲ့ဝန်ကြီးချုပ်တော်တော်များများကတော့မလိုလားအပ်တဲ့အငင်းပွားပွဲရာတွေနဲ့နိုင်ငံရေးပြဿနာတွေဖြစ်မှာဆိုတဲ့အတွက်1889ခုနှစ်ကစတင်ပြီးတော့တွားရောက်ပူဇော်ခြင်းတွေမလုပ်ကြတော့ပါဘူးဒါပေမဲ့လည်းတည်ဆုံသူတွေအတွက်ကြံရင်သူမိသားစုရဲ့ဂုဏ်ပြုပူဇော်မှုကတော့နှစ်ပတ်လည်လုံးစီကားသွားရှိပါတယ်။ရာဇုခုနိနတ်ဘုရားကျောင်းတိဆောက်ပုံအဖြစ်ဝင်ပေါက်၃ပေါက်ရှိပါတယ်။အရှိဘက်ဝင်ပေါက်တောင်ဘက်ဝင်ပေါက်နဲ့မြောက်ဘက်ဝင်ပေါက်တို့ပဲဖြစ်ပါတယ်။အရှိဘက်ဝင်ပေါက်ကဝင်မှဆိုရင်ဂျပန်တို့ရဲ့ကိုးကွယ်ယုံကြည်မှုဓလေ့ရတိဆောက်ထားတဲ့ဂျပန်နိုင်ငံအကြီးဆုံးတိုရီတကားကြီးနှစ်ခုကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အရှိဘက်ဝင်ခြင်းမှာဘုရားကျောင်းရဲ့နာမည်ကိုရေးထိုးထားတဲ့ကျောက်စာတိုင်ရှိပါတယ်။နတ်ဘုရားကျောင်းနာမည်ရေးထိုးထားတဲ့ကျောက်စာတိုင်ရဲ့အနောက်မှာ1904ခုနှစ်ကရုရှားဂျပန်စစ်ပွဲမှာရုရှားတို့ရဲ့တိုက်ခိုက်ခြင်းကြောင့်နှိမ့်မြုပ်သွားခဲ့ရတဲ့ဟီတာချီမာရုတင်မောဘော်ကဂျပန်လူမျိုး1000ကျော်ကိုအမတ်တရဂုဏ်ပြုတဲ့အနေနဲ့ရေးထိုးထားတဲ့ကျောက်စာတိုင်နောက်ထပ်တစ်ခုထပ်ရှိပါတယ်။အဲဒီကျောက်စာတိုင်တွေရဲ့နောက်မှာရာဇုခုနိနတ်ဘုရားကျောင်းရဲ့အရှိဘက်ဝင်ပေါက်ကပထမတိုရီတကားဖြစ်တဲ့ဂျပန်နိုင်ငံအကြီးဆုံးတိုရီတကားကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဲဒီတကား1921ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့အမြင့်25မီတာရှိပါတယ်။ဂျပန်နိုင်ငံအကြီးဆုံးတိုရီတကားကြီးကိုဖျက်ဆီးပြီးတာနဲ့ညာဘက်အချမ်းမှာ Irino Izumi စိတ်ကိုအေးချမ်းစေသောຫນွေဦးလို့ဂျပန်လူမျိုးတွေနာမည်ပေးထားတဲ့အဆောက်အဦလေးတစ်ခုကိုတွေ့ရမှာပါ။အဆောက်အဦလေးရဲ့အဓိပ္ပာယ်ကတော့မွေးရဇာတိမြေနဲ့အဝေးရောက်နေတဲ့ဂျပန်စစ်သားတွေရဲ့နောက်ဆုံးတေကန်ဒီအချိန်အဖြစ်ချင်းဆုံးဆန္ဒဖြစ်တဲ့သူတို့ရဲ့မိခင်ကချစ်ခင်မှုအပြည့်နဲ့သူတို့ကိုရေတန်းရေအေးလေးကျင်နာစွာပေးနေတဲ့ပုံလေးကိုရည်ညွှန်းပြီးတော့အဓိပ္ပာယ်ဖော်ဆောက်လုပ်ထားတဲ့အဆောက်အဦလေးလေးဖြစ်ပါတယ်။ဂျပန်နိုင်ငံအကြီးဆုံးတိုရီတကားကိုဖျက်ပြီးနောက်ထပ်မြင်တွေ့ရမယ့်အရာကတော့ခေတ်သစ်ဂျပန်စစ်တပ်ရဲ့ပြုပြင်ပြောင်းလဲဖခင်ကြီးအိုမူရာမာဆူဂျီရဲ့ရုပ်ထုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဲရုပ်ထုကဂျပန်နိုင်ငံရဲ့ပထမဦးဆုံးသောအနောက်တိုင်းပုံစံရုပ်ထုလည်းဖြစ်ပါတယ်။1893ခုနှစ်ကတည်းကစတင်ပြီးတော့
တော့ရာဇုခုနီမှာအမှတ်တရအနေနဲ့ဂုဏ်ပြုလုပ်ပူဇော်ခဲ့တာပါဂျပန်စစ်တပ်ရဲ့ခေတ်သစ်ပြုပြင်ပြောင်းလဲဖခင်ကြီးအိုမူရာရဲ့ရုပ်ထုညာဘက်အချမ်းမှာတော့ရာဇုခုနီနတ်ဖျားအကြောင်းရဲ့ကားပါကင်ဝယ်ပေါက်ရှိပါတယ်ဆက်လက်ပြီးတော့သွားမယ်ဆိုဂျပန်တို့ရဲ့ကြီးဝါနဲ့ပြုလုပ်ထားတဲ့တကားတွေထဲမှာအကြီးဆုံးတိုရီတကားဖြစ်တဲ့ဒုတိယတိုရီတကားကိုထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအကြီးဆုံးကြီးဝါတိုရီတကားကတော့1888ခုနှစ်မှာတိစောက်ထားခဲ့တာလည်းဖြစ်ပါတယ်ဒုတိယတွေတကားကိုဖျက်ပေးတာနဲ့ဂါရဝပြုပူဇော်သူတွေတန်ရှင်းရဲ့အတွက်လက်နဲ့ပါဇက်တွေကိုစေးကြောဖို့အမေရိကန်ရောက်ဂျပန်လူမျိုးတွေလူဒန်းထားတဲ့အလေးချိန်18တန်ကျော်ရှိတဲ့ကြောက်သားရေကန်တစ်ခုလည်းရှိပါတယ်ဝတ်ပြုပူဇော်ခြင်းမလုပ်ခင်မှာအဲ့ဒီရေကန်မှာအရင်ဆုံးတန်းစင်စေးကြောခြင်းတွေကိုပြုလုပ်လို့ရပါတယ်ပြီးရင်တော့ရာဇုခုနီနတ်ဖျားကြောင့်အဓိကဝင်ပေါက်ဖြစ်တဲ့ရှင်းမွန်တကားကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်းမွန်တကားထင်းယူသားနဲ့ပြုလုပ်ထားတဲ့အမြင့်6မီတာရှိတဲ့တစ်သားတကားပဲဖြစ်ပါတယ်တကားတစ်ဖက်တစ်ချက်စီမှာတော့အချင်း 1.5 မီတာရှိတဲ့မဲဂျီအေဂရေရဲ့ရွှေရောင်ခန္ဓာမာပန်းပုံတစ်စိတ်ကိုပုတ်ဖော်ထားအဲ့ဒီတကား1934ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့တာပါရှင်းမွန်တကားရဲ့အနောက်ဘက်မှာတော့ဂျိုးပြူအကောင်900နီးပါးနေထိုင်ဖို့အတွက်ပြုလုပ်ပေးထားတဲ့ဂျိုးပြူအိမ်လေးတွေရှိပါတယ်ဂျိုးအကောင်1000မှာအဖြူရောင်ဂျိုးတစ်ကောင်သားပါတယ်ဆိုပြီးတော့ပြောစမှတ်ရှိကြပေမဲ့လည်းရာဇုခုနီနတ်ဖျားအကြောင်းမှာတော့ဂျိုးပြူအကောင်ကြီး900နီးပါးနေထိုင်တာကလည်းထူးခြားချက်တစ်ခုပါပဲရှင်းမွန်တကားရဲ့နောက်ဖျားเจ้าရဲ့ညာဘက်အချမ်းမှာကျေးဝါနဲ့ပြုလုပ်ထားတဲ့ခွေးချင်သေးရုပ်တွေရှိတဲ့တောင်ဘက်ဂိတ်တကားနဲ့စိုင်ပန်လို့ခေါ်တဲ့နက်ကွန်းတစ်ခုရှိပါတယ်။ဖျားเจ้าရဲ့ဘယ်ဘက်အချမ်းမှာတော့မြောက်ဘက်ဂိတ်တကားနဲ့ရိုးရနက်တွေကိုပူဇော်ဖို့ရအတွက်ပြုလုပ်ထားတဲ့နိုကာဂူတိုပြဇက်ရုံရှိပါတယ်။1882ခုနှစ်ကဖွင့်ထားတဲ့ရီရှုကန်စစ်တမန်ပြတိုက်ရဲ့စစ်ပွဲကာလတွေမှာမယုံနိုင်လောက်ခက်ခဲကြမ်းတမ်းမှုနဲ့အထီးကျန်ဆန်မှုတို့ကိုရင်ဆိုင်ပြီးတော့သားသမီးတွေကိုကောင်းကောင်းမွန်မွန်နဲ့ပြုစုပြောထောင်ပေးတဲ့စစ်မုံဆိုးမှာမိခင်တွေရဲ့ကျေးဇူးတရားကိုဂုဏ်ပြုတဲ့အနေနဲ့1984ခုနှစ်မှာစတင်ပြီးတော့အမှတ်တရထားရှိထားပါတယ်။ဂျပန်တို့နဲ့တူတိုက်ပွဲဝင်ပြီးတော့တည်ဆုံခဲ့တဲ့တိရစ္ဆာန်လေးတွေရဲ့ပုံတူရုပ်ထုတွေကိုထုလုပ်ပြီးတော့ထားရှိပါတယ်ရာဇုခုနီနတ်ဖျားเจ้าကိုပူဇော်ဖို့ရတဲ့တတိယတိုရီတကားချုံမွန်တိုရီတကားကဝင်လိုက်တာနဲ့တေဆုံးသွားတဲ့သူတွေကိုဂါရပြုပူဇော်ဖို့အတွက်စလုပ်ထားတဲ့ပင်မဂါရပြုခမ်းမဟိုက်တန်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပင်မဂါရပြုခမ်းမဟိုက်တန်1900ခုနှစ်မှာတည်ဆောက်ခဲ့တာပါဟိုက်တန်ရဲ့အနောက်ဘက်မှာ1882ခုနှစ်ထဲကဆောက်လုပ်ထားတဲ့တေဆုံးသူတွေရဲ့ဝိညာဉ်ကိုထားရှိတဲ့အဆောက်အဦတစ်ခုရှိပါတယ်အဲအဆောက်အဦရဲ့နောက်မှာတော့တေဆုံးသူအားလုံးရဲ့နာမည်တွေစည်ရင်းတွေစတဲ့မှတ်တမ်းတွေလက်လုံဂျပန်စက္ကူတွေနဲ့မှတ်တမ်းတင်ထားတဲ့ Region Bo Hondai လို့ခေါ်တဲ့အဆောက်အဦရှိပါတယ်အဲအဆောက်အဦက1982ခုနှစ်ကဆောက်လုပ်ခဲ့တာပါလီဂါဂါရပြုတဲ့ခမ်းမမိန်ဟောဟွန်တိုင်းရဲ့ညာဘက်အချမ်းမှာရာဇုခုနီနတ်ဖျားเจ้าမပေါ်ခင်1860ခုနှစ်နှစ်ပေါင်း80လောက်ကတည်းကတည်ရှိနေတဲ့မွေးနှစ်ကုန်းငယ်မီတိုမီယာနဲ့ကဘာပေါ်ကစစ်ပွဲအလုံးမှာတည်ဆုံခဲ့တဲ့လူမျိုးပေါင်းစုံရဲ့ဝိညာဉ်တွေကိုနားခုဝင်ပေးတဲ့အနေနဲ့1965မှာဆောက်လုပ်ခဲ့တဲ့ချင်းရီသားဆိုတဲ့နှစ်ကုန်းငယ်တို့ရှိပါတယ်ပင်မဂါရပြုခမ်းမရဲ့ဘယ်ဘက်အချမ်းမှာတော့တိုက်ပွဲအတွင်းကြဆုံခဲ့တဲ့သူတွေကိုရာဇုခုနီနတ်ဖျားเจ้าမှာထားရှိဖို့အတွက်လာရောက်စည်ရင်သွင်းမှတ်တမ်းတင်ခြင်းပြုလုပ်လို့ရတဲ့စုဝေးခမ်းမရှိပါတယ်စုဝေးခမ်းမရဲ့အနောက်မှာအေဂရီရဲ့မိသားစုဝင်တွေနဲ့အခြားအရေးကြီးပုဂ္ဂိုလ်တွေဝတ်ပြုဆုတောင်းရင်းနဲ့နားခိုဖို့အတွက်1933ခုနှစ်တည်းကဆောက်လုပ်ထားခဲ့တဲ့အခမ်းမရှိပါတယ်ရာဇုခုနီနတ်ဖျားเจ้าရဲ့အနောက်ဘက်အစွန်ဆုံးမှာတော့1869ခုနှစ်ကတည်းကနှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်တဲ့ဂျပန်ရိုးရာဆူမိုနဘန်ပြိုင်ပွဲကွင်းရှိပါတယ်။ဆူမိုနဘန်ပြိုင်ပွဲကွင်းရဲ့ဘေးမှာတော့မဲဂျီအေဂရီခေတ်အစောပိုင်းကာလကတည်းကတိစောက်ထားတဲ့ဂျပန်ရိုးရာယဉ်ကျေးမှုစတိုင်ရေကန်ငယ်လေးတစ်ခုရှိပါတယ်။ရာဇုခုနီနတ်ဖျားเจ้าဟာဂျပန်နိုင်ငံရဲ့ပြောင်းလဲမှုတမိုင်းနဲ့ဓာတ်ရိုက်ဆက်သွယ်နေတဲ့ဂျပန်ရိုးရာနတ်ဖျားเจ้าဖြစ်ပါတယ်။တချို့စစ်ဝါဒီသမားတွေအတွက်တော့ဂုဏ်ပြုရနေရတချို့ပြည်သူတွေအတွက်တော့လည်းဝမ်းနဲ့ကြေကွဲစရာတွေပြည့်နေတဲ့နေရာရှုထောင့်မျိုးစုံကကြည့်လို့အမြင်ကွဲပြားပြီးတော့ခံယူချက်မတူတာလောကသဘာဝပဲဖြစ်တဲ့အတွက်သူ့ဘက်ကိုယ်ဘက်သဘောထားချင်းမတူညီကြတာကိုတော့အပြစ်ပြောလို့တော့မရပါဘူးဘယ်သူတွေဘယ်လိုပဲပြောအမြင်တွေဘလောက်ပဲကွဲပြားဂျပန်နိုင်ငံတိုကျိုကရာဇုခုနီနတ်ဖျားအကြောင်းဟာနိုင်ငံရည်ကျင်းမှုအမွေနဲ့အများစွာနဲ့အရှိအာရှသမိုင်းမှာထင်ရှားစွာယနေ့ထက်တိုင်တည်ရှိနေသေးပါပဲသမိုင်းဆိုတာတစ်ဖက်တည်းကကြည့်ရင်တစ်ဖက်ပဲမြင်ရမှာဖြစ်တဲ့အတွက်အရှိနှောင်ခြုံငုံပြီးတော့မြင်နိုင်ဖို့လိုပါတယ်ရာဇုခုနီနတ်ဖျားအကြောင်းဟာသမိုင်းတစ်ခုယဉ်ကျေးမှုတစ်ခုနောက်တစ်ဖက်ချမ်းမှာကြတော့နိုင်ငံရေးအမြင်မတူမှုအငင်းပွားမှုတစ်ခုလည်းဖြစ်နေပြန်ပါတယ်သမိုင်းဆိုတာတချို့တွေအတွက်တော့ဂုဏ်ယူစရာဖြစ်တယ်လို့တချို့တွေအတွက်ကြတော့တင်းမာစရာအခြေအနေဖြစ်နေတတ်တာပါဘလို့ရှူတောင်းကားနဲ့ဘလို့ပဲမြင်ဘလို့အကြောင်းတရားအကြောင်းပဲဘလို့ပြောနိုင်ငံနဲ့လူမျိုးတိုင်းရဲ့ရိုးရာယဉ်ကျေးမှုဒလိထုံတဲ့အစဉ်လာဆိုတာတန်ဖိုးသားထိန်းသိမ်းစောက်ရှောက်တဲ့အရာလို့ပဲမြင်မိပါတယ်မိတ်ဆွေတို့အနေနဲ့ရာဇုခုနီနတ်ဖျားအကြောင်းနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆသုံးသပ်ချက်များဖြစ်ပေါ်လာခဲ့ comment section မှာဆွေးနွေးနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်စိတ်ချမ်းသာကိုယ်ကျန်းမာရေးလူရဆန္ဒပြေဝနိုင်ကြပါစေ